ထိုင်းနိုင်ငံမှာမြန်မာတွေအရိုက်ခံရတာချင်းချောက်ခံရတာတော့မြန်မာတန်ယုံကခုထိသူနဲ့မဆိုင်သလိုပါပဲကမော်ရီးယားနိုင်ငံသားတယောက်ကုန်တိုက်ထဲမှာအကြောင်းမဲ့ထိုးကျိတ်ခံရတော့ကသူတို့နိုင်ငံတန်ယုံကစာချက်ချင်းထုတ်တဲ့ထိုင်းဟာနာပိုင်တွေနဲ့တိုက်ရိုက်စကားပြောပြီးတရားခံကိုအပြည့်အသက်အေးအေးယူခိုင်းခဲ့တယ်ဒါဟာနိုင်ငံသားတယောက်ရဲ့နောက်မှာအစိုးရရှိတယ်ဆိုတာပြလိုက်တာပဲဒါပေမဲ့အခုထိုင်းမှာဖြစ်နေတာကိုကြည့်ပါဦးရှင်မြန်မာလူသားတွေနေအိမ်တွေထဲအထိအုပ်စုဖွဲ့ဝင်စည်းခံရတယ်လမ်းပေါ်မှာပြည်သမျှလူအရိုက်ခံရတယ်နှုတ်ခမ်းငွေအဖွဲကတပတ်အတွင်းထက်လာမယ်လို့ရာဇတန်ပေးပြီးချင်းချောက်နေတာတောင်ဘန်ကောက်ကမြန်မာတန်ယုံကတော့အခုထိနှုတ်ဆက်နေသေးပါသတင်းဌာနတွေကဆက်သွယ်တာတောင်ပြတ်မချေဘူးဖြစ်စဉ်ကတော့ဇန်နဝါရီ19ရက်ညပိုင်းကစပြီးအယုဒ္ဓယဘန်ဘတ်အင်မြို့ကမြန်မာတွေနေတဲ့ရက်ကွက်ထဲကိုထိုင်းမျိုးချစ်အဖွဲ့အင်အား100ကျော်နဲ့ရောက်လာပါတယ်အဓိကကတော့မြန်မာလူသားတချို့ရဲ့စီကံမဲမှုတွေညဘက်စုညံနာတွေနဲ့ရင်တိုက်မှုဖြစ်ပြီးမတောင်းပန်ပဲမောင်းပြေးတဲ့ကိစ္စတွေကနေစတာပါဒါပေမဲ့အခုတော့အပြစ်မရှိတဲ့မြန်မာတွေကိုပါလမ်းမှာတွေ့ရင်ရိုက်နှက်တာဆိုင်တွေကိုဝင်စစ်တာတွေအထိဖြစ်လာပါတယ်အဲ့ဒီတိအာချီဝါဆိုတဲ့အဖွဲ့ကမြန်မာတွေကိုတပတ်အချိန်ပေးထားပါတယ်မင်းတို့အချိုးမတင်ရင်ထက်လာမယ်ဆိုပြီးလူသိရှင်ကြားချင်းချောက်ထားတာပါအဆိုးဆုံးကတော့မြန်မာလူသားတွေကသူတို့အကြောင်းလူမှုကွန်ရက်ပေါ်တင်ရင်စခရင်ရှော့ရိုက်ပြီးထိုင်းတယူတွေထဲမှာပြန်ဖြန့်ပြီးကြစ်မှတ်ထားခံနေရတာပါအလုပ်သွားဖို့တောင်မိန်းကလေးတွေအထိကြောက်နေရတဲ့အခြေအနေပါဒီနေရာမှာနောက်ခံမေးချင်တာကမြန်မာတန်ယုံပင်မှာလဲအလုတ်သမားကူညီရေးအဖွဲ့တွေလည်းနိုင်ငံရေးအခြေအနေကြောင့်ကြားဝင်ဖို့ခက်ခဲနေကြပါတယ်ဒီကာလဟာကိုကြောင့်အများဒုက္ခမရောက်အောင်အနေထိုင်အထူးဆင်ခြင်ရမယ့်ကာလဖြစ်ပါတယ်